ဘာကြီးကိုနောက်ွယ်ကနေထိန်းချုပ်နေတယ်လို့ထင်ရတဲ့နာမည်ကြီးလှုပ်ဝက်အဖွဲ့အစည်း၃ခုကျွန်တော်တို့နေထိုင်တဲ့ကဘာကြီးကိုစိုးရတွေကပဲအုပ်ချုပ်နေတယ်လို့တင်ထင်ပါသလား။ခေတော့ကဘာကြီးရဲ့တမိုင်းကြောင်းကိုပြောင်းလဲနိုင်တဲ့အထိဩဇာအာဏာကြီးမားပြီးနောက်ွယ်ကနေလှုပ်ရှားနေတဲ့လှုပ်ဝက်အဖွဲ့အစည်းတွေရှိနေတယ်လို့လူအများကယုံကြည်ထားကြပါတယ်။သူတို့တွေကဘယ်သူတွေလဲတကယ်ပဲရှိနေတာလား။ဒီနေ့ဗီဒီယိုမှာတော့ကဘာပေါ်မှာလူပြောများသောလှုပ်ဝက်အဖွဲ့အစည်း၃ခုအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးတစ်ခုကတော့အားလုံးကြားဖို့ကြမယ်အီလူမီနာတီပဲဖြစ်ပါတယ်။ဒီအဖွဲ့ကို1986ခုနှစ်မှာဂျာမနီနိုင်ငံမှာစတင်တည်ထောင်ခဲ့တာပါ။မူလရည်ရွယ်ချက်ကတော့ဘာသာရေးနဲ့အစိုးရရဲ့လွှမ်းမိုးမှုတွေကိုတိုက်ဖြတ်ပေးဖို့ဖြစ်ပေမဲ့အခုအခါမှာတော့သူတို့ဟာကမ္ဘာစီးပွားရေးနိုင်ငံရေးနဲ့ဖျော်ဖြေရေးလောကတွေကိုနောက်ွယ်ကနေကြိုးကင်နေတယ်လို့ယူဆကြပါတယ်။နာမည်ကြီးနုပညာရှင်တွေနဲ့ခေါင်းဆောင်အချို့ဟာဒီအဖွဲ့ဝင်တွေဖြစ်တယ်လို့ကောလာဟာလာတွေအမြဲထွက်လိရှိပါတယ်။ဒုတိယတစ်ခုကတော့ Freemason လို့ခေါ်တဲ့အဖွဲ့အစည်းကြီးပဲဖြစ်ပါတယ်။သူတို့ဟာကမ္ဘာပေါ်မှာတက်တန်းအရင်ဆုံးနဲ့အကြီးမားဆုံးလှုပ်ဝက်အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။အမေရိကန်သမ္မတဟောင်းဂျော့ဝါရှင်တန်အပါအဝင်သမိုင်းဝင်ပုဂ္ဂိုလ်တော်တော်များများဟာဒီအဖွဲ့ဝင်တွေဖြစ်ခဲ့ကြပါတယ်။သူတို့မှာကိုယ်ပိုင်မှန်သားတွေရှိကြပြီးတော့လှုပ်ဝက်လက်ဆွဲနှုတ်ဆက်နည်းတွေလည်းရှိကြသေးပါတယ်။သူတို့ရဲ့အစည်းအဝေးတွေကိုလည်းလုံခြုံရေးအပြည့်နဲ့လှုပ်ဝက်ကျင်းပလေးရှိကြပါတယ်။နောက်ဆုံးတစ်ခုကတော့အမေရိကန်နိုင်ငံရေးတက္ကသိုလ်က Skull and Bones လို့ခေါ်တဲ့အဖွဲ့ပဲဖြစ်ပါတယ်။ဒီအဖွဲ့ဟာတက္ကသိုလ်ကျောင်းသားလေးတွေလို့ထင်ရပေမဲ့မှန်တကယ်တော့ဩဇာအလွန်ကြီးမားပါတယ်။အမေရိကန်သမ္မတဟောင်းတွေဖြစ်တဲ့ Brett ရဲ့မိသားစုဝင်တွေဟာဒီအဖွဲ့ဝင်တွေဖြစ်ခဲ့ကြပါတယ်။ဒီအဖွဲ့တွေကိုဝင်ခွင့်ရဖို့ဆိုတာအရန်ခက်တယ်လို့အဖွဲ့ထဲမှာဘာတွေလုပ်ကြတယ်ဆိုတာကိုလည်းဘယ်သူမှပြောလို့မရဘူးလို့ဆိုကြပါတယ်။ဒီအဖွဲ့အစည်းတွေကတကယ်ပဲကဘာကြီးကိုနောက်ွယ်ကနေကြိုးကင်နေတာလားဒါမှမဟုတ်ကောလာဟာလာတွေပဲလားဆိုတာကိုတော့စဉ်းစားစရာပါပဲ။သင်ရောဒီအဖွဲ့တွေအကြောင်းဘယ်လိုထင်ပါသလဲ။ကွန်မန့်မှာရေးပေးခဲ့ပါဦး